ကျောင်းသားတွေကိုအိမ်စာတွေစာမေးပွဲတွေနဲ့မပြည့်စေပဲကမ္ဘာအဆင့်မီပညာရေးစနစ်ကိုဘယ်နိုင်ငံတွေကပိုင်ဆိုင်ထားတာလဲဒီနေ့မှာတော့ကမ္ဘာပညာရေးအကောင်းဆုံးနိုင်ငံ၅ခုနဲ့ကျွန်တော်တို့မြန်မာနိုင်ငံကဘယ်အဆင့်မှာရှိနေလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်၁ဖင်လန်ပညာရေးလောကရဲ့ဘုရင်ပါဖင်လန်မှာ9နှစ်အထိအဆင့်သတ်မှတ်တဲ့စာမေးပွဲမရှိသလိုအိမ်စာလည်းအနည်းငယ်ပဲပေးပါတယ်သူတို့ကစာအုပ်ကြီးအတိုင်းကြက်ခိုင်တာထက်ကလေးတွေကိုကိုယ်တိုင်တွေးခေါ်တတ်အောင်နဲ့ပျော်ရွှင်အောင်ပဲသင်ကြားပေးပါတယ်၂စင်ကာပူအာရှရဲ့ထိပ်တန်းနိုင်ငံဖြစ်ပြီးတင်းချာတဲ့သိပ္ပံပညာရပ်တွေမှာကမ္ဘာအဆင့်1နေရာကိုအမြဲရယူနေရှိပါတယ်စင်ကာပူရဲ့ပညာရေးစနစ်ကအလွန်ပြိုင်ဆိုင်မှုပြင်းထန်ပြီးခင်မီနည်းပညာတွေကိုအပြည့်အဝအသုံးချတဲ့စနစ်ဖြစ်ပါတယ်၃တောင်ကိုရီးယားSouth Koreaစာကြိုးစားမှုမှာတော့ဒီနိုင်ငံကိုဘယ်သူမှမမီပါဘူးကျောင်းသားတွေဟာပုံမှန်ကျောင်းစင်းရုံတွေမကပဲညဘက်အထိကျူရှင်တွေအပြင်းအထန်တက်ကြရပါတယ်စီကံကြီးမှုနဲ့စာမေးပွဲရလဒ်တွေမှာကမ္ဘာထိပ်တန်းဖြစ်ပါတယ်၄ဂျပန်ပညာရေးရဲ့အဓိကတော့ချက်ကတော့အသိပညာထက်စီကံနဲ့စာရိတ္တကိုအရင်သင်တာပါအသက်စိတ်နှစ်အထိစာမေးပွဲကြီးမားမရှိပဲလူမှုပတ်ဝန်းကျင်မှာဘယ်လိုနေထိုင်ရမလဲဆိုတဲ့အလေးအကျင့်ကောင်းတွေကိုအထူးကပြုထောင်ပေးပါတယ်၅ကနေဒါကမ္ဘာအဆင့်မီတက္ကသိုလ်ကြီးတွေအများကြီးရှိပြီးနိုင်ငံခြားကျောင်းသားတွေအနှစ်သက်ဆုံးနိုင်ငံပါသူတို့ကနေပယ်မှာအမှန်တကယ်အသုံးချနိုင်မဲ့သူတေသနနဲ့ကျွမ်းကျင်မှုပိုင်းကိုအသားပေးသင်ကြားပါတယ်ဒါဆိုကျွန်တော်တို့မြန်မာနိုင်ငံကရောဘယ်အဆင့်မှာလဲကမ္ဘာကုလသမဂ္ဂ UN ရဲ့ပညာရေးညွှန်းကိန်း Education Index နဲ့ကမ္ဘာအဆင့်သတ်မှတ်ချက်တွေအရမြန်မာနိုင်ငံဟာအဆင့်သတ်မှတ်ထားတဲ့နိုင်ငံပေါင်း190ကျော်ထဲမှာအဆင့်140ဝန်းကျင်မှာရှိနေပါတယ်ဒါဟာအရှေ့တောင်အာရှအာဆီယံထဲမှာဆိုရင်အောက်ခြေပိုင်းကိုရောက်နေတာဖြစ်ပါတယ်ကျွန်တော်တို့နိုင်ငံရဲ့ပညာရေးစနစ်ဟာကလေးတွေကိုအလွတ်ကျမှတ်တဲ့စနစ် rote learning ပေါ်မှာအားပြုနေရဆဲဖြစ်တာကြောင့်ကမ္ဘာစံနှုန်းတွေနဲ့ရှိရင်ပြုပြင်ပြောင်းလဲဖို့အများကြီးလိုအပ်နေသေးတာဖြစ်ပါတယ်ဘဟုတုတအသစ်တွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ကိုယ်သက် knowledge ကို like နဲ့ follow လုပ်ထားဖို့မမေ့နဲ့အောင်နော်